ခီးသွားမယ်ဆိုရင်ကျွန်တော်အရင်ဆုံးတစ်ခုသွားမယ့်နေရာဒေတာတွေကိုလှမလာအရင်ကြည့်ရပြီးသွားလို့ရှိရင်ကျွန်တော်လမ်းကြောင်းတစ်ခုဆွဲတယ်ပေါ့လေလမ်းကြောင်းတစ်ခုဆွဲပြီးရင်ဘယ်အချိန်ဘယ်လောက်ကြာလဲဆိုတော့ကျွန်တော်ကြည့်ရကြည့်ပြီးလို့ရှိရင်ကျွန်တော်ခီးထွက်တယ်ပေါ့နော်အဲ့မှာဆွစ်ဇာလန်မှာတော့ SPP ယထာပေါ့နော်အဲ့ယထာစီရတယ်ယထာကတော့အရင်စီကြည့်ပါတယ်ကျွန်တော်တို့သွားမယ့်နေရာတော့လောက်တဲ့ program လေးဖြစ်ပါတယ်အဲ့ဒီမျိုးလေးအရင်လာတယ်ကျွန်တော်တို့သွားကျွန်တော်လမ်းမှာလည်းလာတဲ့နေရာလေးဗီဒီယိုလေးရိုက်ခဲ့ပါတယ်လောက်တဲ့ program ကကျွန်တော်တို့ဒီပေါ့နော်သူ့ရဲ့မျိုးလေးကရေခဲတောင်ကြားထဲမှာတည်ရှိပါတယ်အဲတော့အဲ့နေရာလေးကိုရောက်တော့ကျွန်တော်ဗီဒီယိုလေးလာရိုက်ခဲ့ပါတယ်အဲ့ဒီနေရာအရင်လာပါတယ်တောင်ဆိုရေခဲတောင်ကြားထဲမှာမျိုးလေးတစ်မျိုးရှိတော့အရင်ကနေလို့လဲခေါင်းလေးခီးသွားလာလေခေါင်းပါတယ်ကျွန်တော်တို့အဲ့ဒီကရေခဲတောင်ပေါ်တော့မတက်ခဲ့ပါဘူးဘာလို့လဲဆိုမိုးရွာတော့လည်းကျွန်တော်ရေခဲတောင်နာနီးရဲ့နေရာမြို့ကြီးပဲတွားခဲ့ပါတယ်အရင်လာပဲ